ငယ်ငယ်တော့အဖေကကျွန်တော်ကိုဆိုပြီးတော့ဂိမ်းဆက်လေးတစ်ခုဝယ်လာပြီး CD လေးထည့်ဆိုရတာဗျနာမည်ကတော့ကျွန်တော်မေ့ပါပြီဒီဂိမ်းလေးတွေပါတဲ့အခွေလေးဗျခင်ဗျားတို့သိကြမှာပါဆိုတော့ဒီဂိမ်းတွေထဲမှာကျွန်တော်အစော်အများဆုံးကမာရီယိုတော်လေးလေးဆော့ခဲ့အီစတာလို့ခေါ်လာမှမသိဘူးအဲ့ဒါတွေကနောချေအောင်ဆော့ခဲ့ဒီတော့ဒီနေ့ပြောချင်တာကဒီမာရီယိုဆိုတဲ့ဇက်ကောင်အကြောင်းမာရီယိုကိုဗီဒီယိုဂိမ်းဒီဇိုင်နာတယောက်ဖြစ်တဲ့ရှီကယ်ရူမီယာမိုတိုကနေဖန်တီးခဲ့တာဘယ်လိုဆိုဘူးလားမသိဘူးဒွန်ကီကောင်ဂိမ်းလေအဲ့ဒီထဲမှာမာရီယိုရဲ့ချစ်တူကိုဒွန်ကီကောင်ကပြန်ပြီးဆွဲထားတာအဲ့ဒါကိုမာရီယိုကတွားခဲ့ရတာအဲ့ဒီဂိမ်းထဲမှာစပါလာခဲ့တာဒါပေမဲ့ထွက်ကစား1982ခုနှစ်မှာတော့မာရီယိုလို့မခေါ်သေးဘူးဂျက်မန်လို့ပဲခေါ်သေးတာ1983ခုနှစ်မာရီယိုဘရိုဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်အနေနဲ့ထွက်ရှိမှသာမာရီယိုလို့ခေါ်ကြတာဆိုတော့ကျွန်တော်ဆော်ဦးတဲ့ Super Mario Bros ဆိုတဲ့ဂိမ်းလေးကိုပြောပြမယ်တနေ့ Mushroom တိုင်းပြည်ကိုကိုပါဆိုတဲ့လက်တက်ဖွဲ့ကကျူးကျော်ရတယ်ဒီကောင်တွေက Black Magic သုံးတဲ့နေရာမှာနာမည်ကြီးကြတယ် Mushroom တိုင်းပြည်ကလူတွေကိုကြောက်တုံးဖြစ်ပြောင်းခံခဲ့ရတယ်နောက်ပြီးတော့ဒီမော်ပင်ညာကိုပယ်ဖြတ်နိုင်တာကလည်း Princess Toadstool တနည်း Princess Peach လို့လည်းခေါ်တယ်အဲ့မင်းသမီးကပဲဖြစ်နိုင်တာဒါပေမဲ့ဒီမင်းသမီးလေးကိုဘောက်ဆာလို့ခေါ်တဲ့ကိုပါလေးပြင်းကြီးကပြန်ပြီးဆွဲသွားခဲ့တာအဲ့မင်းသမီးလေးကိုကယ်ဖို့မာရီယိုဖြစ်တဲ့ကျွန်တော်တို့ကတွားခဲ့ရမယ်ဒါပါပဲဒီလိုတွားခဲ့တဲ့နေရာမှာကျွန်တော်တို့က wall ရှိခုကိုဖျက်ရတယ် wall တစ်ခုမှာအပိုင်း၄ပိုင်းရှိတယ်ဒါပေမဲ့အဲ့ wall တွေကိုလည်းကြော်လို့ရတဲ့ pipe တွေရောရှိတယ်နည်းနည်းရောရှားရတာပေါ့မာရီယိုကစလာချင်းတော့အခုလိုအကောင်သေးသေးလေးဒီမှုကိုစားလိုက်ရင်အကောင်ကြီးသွားတယ်နောက်ပြီးတော့ဒီပန်းကိုစားလိုက်မိပါပြလို့ရတယ်အဲ့ဒါလည်းမဟုတ်သေးဘူးလက်တွေလာရင်လည်းသူတို့အပေါ်ကိုခုံလိုက်ပြီးရင်တိုက်ချလိုက်ရင်ဘေးကအကောင်တွေပါထိတယ်နေဘထုဆုံးကန်နီလို့အခုလိုရဲတိုင်နာကိုရောက်ရင်အလန်နိုင်လေးရှိတယ်အဲ့အလန်နိုင်တွေကိုကြော်ပြီး scroll ယူလို့ရတယ်ကျွန်တော်ငယ်တော့အဲ့အလန်နိုင်ကိုဘယ်သူ scroll ယူအများဆုံးလဲဆိုတာကိုပြန်ရတာတကယ်တော့ Mario Game တွေကမိသားစုလိုက်တကယ်ချင်းတွေအတူတူစောကြမယ်ဆိုရင်ပြောဖို့ကောင်းပါတယ် PlayStation Xbox တို့လို graphic အကျန်းစားတွေနဲ့ဝုန်းဝန်းနဲ့မစော့ချင်ဘူး game ကို chill ဖြစ်စော့ချင်တယ်ဆိုရင်တော့ Mario Game တွေကိုစော့ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ခဲ့ပါဦးဗျ